ငါရှိနေတယ်မင်းတို့ဘယ်တော့ခါမှရန်သူလက်နဲ့မသေးစေရအောင်အဲ့ဒါမင်းတို့ပေါ်ထားတဲ့ငါရဲ့တက်စာစကားပဲရန်သူခြေတံကြားတယ် တော်သေးတာပေါ့ဆရာအဲ့များကျွန်တော်နှစ်ဖူးတဲ့ရလာတာဆရာရဲ့ ဟုတ်တယ်ဆရာကျွန်တော်တို့မှာဆရာပေးတဲ့အသက်ပဲရှိတော့လေဗျဟိုဆရာပါသက်တဲ့အဆင်ပြေလားယင် သွားတော့လည်းချိန်သွားတာပေါ့ကွာ ဆရာဂျိုင်းနေရောအဆင်ပြေရဲ့လား ပြေးပါတယ် ဟိုဆရာစောစောကလေမြာဆရာဖင်ကိုစိုက်သွားတာလေဆရာဖင်အဆင်ပြေလားယင်ဘာဖြစ်ပါသေးလဲ ဘာဖြစ်သွားနေလဲ အဲ့ရတယ်ဖင်းစင်းပြေးဖင်းစင်းပြေးတယ်ငါရဲ့နှစ်တတောင်စုပ်အိုကျင့်အားတွေနဲ့အစွမ်းကုန်ကညှစ်ထားတယ်အဲ့ဒီမြာမပြောပါနဲ့ငါဖင်တွေကိုလှမ်းတော့စိုက်လို့မရအောင်ဒီတိုင်းပဲအခုမြာအလစ်ဆိုတော့နည်းနည်းတော့အနာထိပါကြားပြီမလုံးနဲ့ရတယ်မလုံးနဲ့ငါကြုတ်ထားတယ်ကြည်နားမှာရန်သူရှိနေတယ်